Joshua ဘာနဲ့တက်ပုံတင်ပြီး UFC ကိုပုံညဆိုင်သွားမယ်ဆိုတော့သတင်းအမှန်လားပရိသတ်ကြီးတို့ရေမွန်ဖိုင်တာပုံညဆိုင်ကတော့2024လောက်ထဲကကျိုးဝိုင်းနဲ့ဝေးကွာနေခဲ့တာအခုဆိုရင်တော့2နှစ်ကျော်လောက်ကြာပြီဖြစ်တယ်လို့ပရိသတ်တွေရှေ့ကနေပျောက်ကွယ်နေခဲ့တဲ့ဆိုတာကလည်းကြာခဲ့ပါပြီရှင်ဒါပေမဲ့အခုလက်တလောထွက်ရှိလာတဲ့တက်ပုံတွေထဲမှာဆိုရင်တော့ Joshua ဘာနဲ့တွဲပြီးတော့မကြာမီဆိုတဲ့ caption နဲ့အတူတင်ခဲ့တာကြောင့်ပရိသတ်တွေကတော့ပုံညဆိုင်တယောက် UFC ကိုအရောက်သွားတော့မယ်ဆိုပြီးတော့ social media မှာခဲ့တာတွေ့ရပါတယ်တိုက်ခိုက်ရေးစွမ်းရည်ကောင်းတဲ့ပုံညာဆိုင်ကိုပြည်သက်တွေအားလုံးကလည်းပြည်တော်မှာကစားနေတာထက်နိုင်ငံတကာစင်မြင့်ချက်မှာတွေ့မြင်ခြင်းနေကြတာကြပါပြီ။အထူးသဖြင့်တော့ပုံညာဆိုင်ကို One Championship မှာတဲ့ UFC လိုမျိုး promotion ပွဲကြီးမှာကစားစီခြင်းနေကြတာပါ။ Joshua ဘာနဲ့ရုပ်ရည်ချင်းစင်တူတာကြောင့်လေတချို့တွေဆိုရင်တော့အစပိုင်းမှာသူတို့နှစ်ယောက်ကိုတိတ်ပြီးတော့မခွဲခြားနိုင်ကြပါဘူး။ Joshua ဘာပြီးရင်တော့အလားလာအကောင်းဆုံး fighter ကိုပြပါဆိုရင်တော့ပြည်သက်တွေအားလုံးကပုံညာဆိုင်လို့တညီတညွတ်ထဲပြောကြလိုက်မယ်ထင်ပါတယ်။ပုံညာဆိုင်ကသူ့ရဲ့ပြိုင်ဘက် fighter တိုင်းကိုလည်းအလဲထိုးတွေနဲ့ကြည့်ပြီးတော့အနိုင်ယူထားတာဖြစ်ပါတယ်နော်။ဒါကြောင့်လေဒီလိုအရေးချင်းမျိုးနဲ့ဆိုရင်တော့ UFC ကိုအရောက်သွားပြီးတော့သူ့ရဲ့ skill jam တွေကိုပြသတဲ့နဲ့ကစားတဲ့နဲ့ဆိုပြီးတော့လည်းအကြံပေးပြောဆိုတာတွေကိုတွေ့ရပါတယ်။ပြိုင်ဘက် fighter တွေကိုပထမအခြေအတွင်းအလဲထိုးချက်တွေနဲ့တိတ်ပြသွားခဲ့တာကပုံညဆိုင်ပြည်သက်တွေဆိုရင်တော့မှတ်မိကြအောင်ပါပါဒီကြားတဲ့ social media လည်းတိတ်မသုံးတာကြောင့်ပုံညဆိုင်ရဲ့သတင်းအမှန်ကြားသိရဖို့ဆိုတာကဝေးကွာနေခဲ့ပါတယ်ဒါပေမဲ့အစမှပြောခဲ့သလို Joshua ဘန်ရှိတဲ့ UFC ကိုလာတော့မယ်ဆိုတဲ့သတင်းတွေကအခုချိန်မှာတော့ပြန့်နှံ့လာခဲ့တာကိုတွေ့ရပါတယ်ဒီသတင်းမှန်မှန်ဆိုတာထက်ပြည်သက်တွေကတော့အခုလိုမျိုး UFC စင်မြင့်ချက်မှာပုံညဆိုင်ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုမြင်ကြရတော့မှမို့ဝမ်းသာနေခဲ့ကြတာကတော့အမှန်ပါပဲပုံညဆိုင်အနေနဲ့ UFC မှာကစားမယ်ဆိုရင်တော့ချက်ချင်းကြီးသွားကစားလို့တော့မရနိုင်ပါဘူးရှင် UFC ကိုသွားလို့ရမယ်တခြား promotion ပွဲငယ်တွေမှာအရင်ကစားရအောင်မှာဖြစ်ပါတယ် Joshua ဘန်ကစားခဲ့တဲ့ Fury FC လိုမျိုးပါရှင်ဒီလိုမျိုး UFC လမ်းကြောင်းရှိတဲ့နေရာတွေမှာပုံညဆိုင်အနေနဲ့အရင်မကစားဘဲနဲ့တော့ UFC မှာကစားလို့တော့မရနိုင်တော့ပါဘူးဒီလို UFC ကိုသွားမယ်ဆိုတဲ့အကြောင်းအရာကိုလည်းပုံညဆိုင်ကသူ့ရဲ့တရားဝင် social media စာမျက်နှာချက်မှာတင်ထားတာလည်းမတွေ့ရသလိုပုံညဆိုင်ကိုယ်တိုင်ကလည်းပြည်သက်တွေရှေ့ထွက်လာပြီးတော့ပြောဆိုတာမျိုးတွေလည်းလုံးဝမတွေ့ရပါဘူးနော်တကယ်လို့ UFC ကိုသွားပြစ်ခဲ့တယ်ဆိုရင်တော့ပုံညဆိုင်အနေနဲ့သူ့ရဲ့ပြည်သက်တွေကိုတန်ဖိုးထားတဲ့အနေနဲ့အတိပေးပြောကြားလိုက်မယ်လို့လည်းထင်ပါတယ်ဒါကြောင့်အခုတက်နေတဲ့သတင်းကသတင်းအမှားဖြစ်ဖို့ကများပါတယ်ရှင်ပရိသတ်ကြီးတို့ရောအခုတက်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြပါလဲပုံညဆိုင်နဲ့ပတ်သက်ပြီးတော့လေအပိစကားလေးတွေကိုအောက်ကကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းသတင်းအသစ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်